မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့တဲ့အဲ့ဒီပုဂ္ဂိုလ်မြုပ်ရမယ်ရွှေအိုးက၄လုံးတဲ့တိဏ္ဏမဌာနီနလှူဒန်းပေးကမ်းခြင်းဆိုတဲ့ဒါနရွှေအိုးဖြင့်၎င်းသီလေန၅ပါးသီလ၈ပါးသီလဆိုတဲ့သီလရွှေအိုးဖြင့်၎င်းတန်ယမေနစိတ်ကိုကောင်းစွာဆောင်စည်းခြင်းဆိုတဲ့တမာရိရွှေအိုးဖြင့်၎င်းဓမေနာသာစိတ်ကိုဆုံးမခြင်းဟုဆိုအပ်သောပညာရွှေအိုးဖြင့်၎င်းဒါနရွှေအိုးသီလရွှေအိုးတမာရိရွှေအိုးပညာရွှေအိုးလို့ရွှေအိုးပဲနှလုံးမြုပ်ရတော့အဲ့ဒီရွှေအိုးကြီး၄လုံးအမှကိုနောက်ပါတာတဲ့နော်ဌာနပြုကြနေသည်ဖြစ်စေများသည်ဖြစ်စေဌာနပြုဘာမှဌာနပြုကြမရှိဘူးဆိုထမင်းစားပြီးလက်သေးတဲ့အခါလက်မဲ့ကန့်နေတဲ့ထမင်းလုံးလေးတွေဝက်စိတ်တွန်းသားလေးသွားချပေးလိုက်ဒီကောင်လေးစားရတယ်မဟုတ်လားအေးနည်းနည်းထမင်းဘက်ကဆေးတဲ့လက်ကန့်နေတဲ့ထမင်းလုံးလေးတွေရှိဘေးလေးပက်လိုက်ရင်စာလေးတွေတော့စားရတာပေါ့နော်အေးအဲ့လိုဒါနဖရာသာသနာတော်မှာဒါနကြတော့ဖရာတရားသံဃာယရဏ၃ပါးအဲ့ဒါနဲ့ပတ်သက်တဲ့ကုသိုလ်တွေကြိုးစားပြီးတော့စီးပူးကြဒါနရွှေအိုးကြီးပြည့်အောင်မြုပ်ကြထဲ့ကြသဘောပေါက်လားဟေး